Raffo ကို United စီကနေချောင်စင်နဲ့နိုင်ဖို့ကြိုးစားလာတဲ့ Barcelona United ကနေ Barcelona စီတရားစီငါးသွားကစားခဲ့တဲ့ Raffo ရဲ့ပြောင်းရွှေ့ဇာတ်လမ်းကတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကစားပွဲတစ်ခုလိုဖြစ်လာခဲ့ပါပြီ။အသက်28နှစ်ရွယ်ရှိပြီဖြစ်တဲ့ Raffo ကပြီးခဲ့တဲ့ရာသီက Barcelona အတွက်ပြိုင်ပွဲစုံ49ပွဲမှာ14ဂိုးသွင်း14ချိန်ကိုဖန်တီးပေးပြီးစုစုပေါင်းဂိုးပေါင်းပတ်သက်မှု28ချိန်ထိလုံးပြထားကအသင်းကိုလာလီဂါချန်ပီယံဖြစ်အောင်ကူညီပေးခဲ့တာပါ။ဒီလိုခြေစွမ်းပြနိုင်ခဲ့လို့လဲ Raffo က Barcelona ကိုသူ့ရဲ့အိမ်မက်ကလပ်ဖြစ်သတ်မှတ်လိုက်ပြီးမန်ယူစီလုံးဝမပြန်ကျင်တော့ဘဲနဲ့ကက်တလန်မြေမှာပဲအပြီးသက်ဆက်နေဖို့ဆုံးဖြတ်ထားတာပါ။နီဗီယာဟန်စီဖလစ်ကလည်းသူ့ရဲ့ခြေစွမ်းကိုသဘောကျလို့အသင်းမှာဆက်ထားခြင်းနဲ့လို့လူကိုရိုင်းကတိပေးထားသလို Raffo ကိုရိုင်းကလည်းဘာစီလိုနာမှာဆက်နေခွင့်ရရှိဖို့အတွက်ဆိုရင်သူ့ရဲ့မူလမန်ယူလာစာဖြစ်တဲ့တပတ်ပေါင်3,2500ရဲ့40%ထိလျှော့ယူပြီးတော့တစ်နှစ်ကိုပေါင်8တန်းကျော်လောက်နဲ့9နှစ်စာချုပ်ချုပ်ဖို့အလျှော့ပေးကန့်လန့်ထားတာဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။ဘာစီလိုနာကနျူကက်ဆယ်ကနေအန်တိုနီဂေါ်ရွန်ကိုယူရိုတန်း80ကျော်နဲ့ခေါ်ယူပေးလိုက်ပေမဲ့လည်း Raffo ကတော့တည်တည်ငြိမ်ငြိမ်ပါပဲ။သူကနီဗီယာဖလစ်ရဲ့စီစဉ်ကိုယုံကြည်ပြီးအသင်းမှာဆက်လက်တိုက်ပွဲဝင်မှုအသင်းဖြစ်နေသလိုတခြားယောဘကလပ်တွေရဲ့ကန့်လန့်မှုတွေကိုလည်းဆိုင်းငံ့ထားဖို့သူ့ရဲ့အေဂျင့်တွေကိုမှာထားတာဖြစ်ပါတယ်။ဒါအပြင်ဂေါ်ဒွန်ရမဲတို့ရဲ့ရန်ဖြစ်မဲ့ဆိုရင်တောင်ပြဿနာမရှိဘူးလို့ဆိုထားတာပါ။ဒါပေမဲ့ပြဿနာကဘာစီလိုနာက Raffo အတွက်ငွေမသုံးချင်တာပါပဲ။ဘာစီလိုနာကဂေါ်ဒွန်ကိုယူရိုတန်း80အထိအကုန်ကျခံပြီးခေါ်ခဲ့ပေမဲ့ Raffo အတွက်မန်ယူနဲ့မူလကသဘောတူထားတဲ့ပေါင်26တန်းအပိသက်ဝယ်ယူခွင့်ကိုတော့မသုံးချင်တော့ဘူးဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဂေါ်ဒွန်ကအသက်25နှစ်ပဲရှိသေးပြီးနောက်တစ်ချိန်ပြန်ရောက်ရင်လည်းအမြဲရနိုင်သေးပေမဲ့မကြခင်အသက်29နှစ်ပြည့်တော့မဲ့ Raffo ကို9နှစ်စာချုပ်ချုပ်လိုက်မယ်ဆိုရင်စာချုပ်ကုန်ဆုံးချိန်မှာအသက်34နှစ်နီးပါးဖြစ်သွားမှာမို့လို့ပြန်ရောက်စားလို့ရမယ့်တန်ဖိုးလုံးဝရှိတော့မှာမဟုတ်လို့ပါပဲ။အဲဒါကြောင့်လေဘာစီလိုနာရဲ့အစီအစဉ်ကဈေးကွက်နောက်ဆုံးပိတ်ခါနီးထိအချိန်ဆွဲသွားပြီးမှမူလသဘောတူညီချက်ရဲ့ထက်ဝက်ကျော်လောက်ပဲရှိတဲ့ပေါင်7တန်းဝန်းကျင်လောက်ပဲဈေးပေးပြီးဈေးလျှော့ကန့်လန့်မှုဖြစ်ပါရီ။ Raffo ရဲ့ကြီးမားလာတဲ့တပတ်ပေါင်3,2500တန်လစာကိုပေးမထားချင်တော့ဘဲနဲ့အသင်းကနေပြီးသက်ဖယ်ထုတ်ချင်နေတဲ့မန်ယူအားနည်းချက်ကိုကင်ပြီးတော့အချက်ကင်မှုတွေ့ထားတာပါဒါပေမဲ့လည်းမန်ယူဘက်ကဘာစီလိုနာရဲ့ဒီလိုမျိုးဈေးနှိမ်တဲ့အကွက်ကိုအလွယ်တကူကောင်းငိမ့်မဲ့ပုံမပေါ်ပါဘူးမန်ယူဘက်ကတော့ပေါင်26တန်းဆိုတဲ့တန်ကြီးက Raffo ရဲ့လက်ရှိခြေစွမ်းနဲ့ရှင်ရင်အများကြီးတန်နေပြီဖြစ်လို့ဒီဈေးအောက်တပြားမှထက်လျှော့ပေးနိုင်မှာမဟုတ်ဘူးလို့တုံ့ပြန်ထားပါရီပြီးတော့မန်ယူဘက်ကဘာစီလိုနာရဲ့ဈေးဆွေးနွေးခြင်းတဲ့အတန်တွေကိုလိလူရှုထားပြီးမူလသဘောတူညီချက်အတိုင်းပဲပေးချေဖို့ထက်လဲလဲပြောနေတာဖြစ်ပါရီတကယ်လို့ဘာစီလိုနာဘက်ကပတ်စံပြည့်မပေးရရင်လဲ Raffo ကို United စီပြန်ခေါ်ပြီးတော့သူ့စိတ်ဝင်စားနေကြတဲ့ခြားတင်းတဲ့စီရောင်းထုတ်ဖို့အတွက်စီစဉ်နေတာဖြစ်ပါရီဘာစီလိုနာဘက်ကတော့ထပ်ပြီးတော့ငါးချဖို့ဆွေးနွေးချင်နေပေမဲ့မန်ယူကတော့ပြီးသက်ပဲရောင်းချချင်နေတာပါကစားမကိုရိုင်ကိုကမာနာမရှိတဲ့ပုံဖြစ်နေတာမို့လို့မန်ယူကတော့ကန်တွဲရခက်ပါပဲဒီပြောင်းရွှေ့ဘယ်လိုဖြစ်လာမလဲဆိုတာဒီနေရာဒီရဲ့စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးဇာတ်လမ်းဖြစ်လာမှာလေဖြစ်ပါရီခင်ဗျာ